ကဲအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီမနေ့ဟောတာကီကန်ချေမှာ drone နဲ့ငါးမြဖို့တွားနေတဲ့အချိန်ဖြစ်တယ်တွားနေတာဖြစ်ပါတယ်လို့တွားနေတော့ရှောင်းမနေတာပါတယ်ဒါပေမဲ့တော့လည်းအေးနေပေါ့နော်ခုကျွန်တော်တို့မှာနယူးဇီလန်မှာကတော့ winter ရောက်နေပြီပေါ့နော်အရင်အေးနေပြီနေရဘလောက်ပဲထွက်နေရဘလောက်ပဲတာလေရတိုက်တယ်အေးရတော့ဆောင်းအေးနေတယ်လို့ဒါပေမဲ့ဝတနာဆိုဒီမှာကဲဒီမှာတော့ရောက်ပြီပေါ့နော်အဲ့ဒါရောက်ပြီး fishing တွေကုန်လို့ဆက်အောင်လုပ်ပြီးပြီပေါ့နော်တခုထောင်ပြီးပြီဆောင်းရတော့မတနေ့ကုန်ကဲဒါတော့ခုဒုတိယအကြိမ်ပေါ့နော်ငါမစားတဲ့ခါကြတော့ဒါစာပြင်ချင်းရတယ်ဆိုတော့တနာရီခွဲ2နာရီနီးပါးဆောင်ပြီးရတော့အစာပြင်ချင်းမှဖြစ်ပါတယ်ဒါခု drone return click ကိုနေပြန်တူဟာနဲ့သူ automatic နဲ့စဉ်းလာတာဖြစ်ပါတယ်စဉ်းပြီးရတဲ့စာတွေပြင်ချင်းနဲ့ချင်းပြင် drone ပြန်တွေ့မယ်နော် drone လွတ်တာဟာကျတော့တိချာလေးမတင်တော့ဘူးနော်ကိုကကိုဒီလိုမျိုးလိုက်တဲ့ဟာတွေပါလေအဆင်ပြေလို့ဆိုတော့ကတိတ်စိတ်မတင်တော့ What? Bro, what are you talking about, man? ကဲကိုတော့နေခင်းစရနိုင်နော်နေတော့တားတယ်ငါလည်းတိတ်မစားဘူးဆိုတော့ပတ်ဝန်းကျင်ကိုကြည့်ပြီးမဟုတ်ဘေးနာတောင်ကြီးမှာစနိုးတွေကြာနေရောတတိထားမိရေပေါ့နော်အရန်လာနေဒီကဇွန်ဆွေးပြီးမတိချတယ်ကြည့်ပြီးဗီဒီယိုရိုက်နေပါတယ်အရန်လာနေနော်ကဲဒီနေ့တော့ဒီပုံထဲမှာပြတဲ့အတိုင်းပဲအားလုံးပေါင်း6កောင်ပဲရပါတယ် record 4កောင်ခါဝင်လို့ခေါ်တယ်2កောင်6កောင်ရပါတယ်